လိုက်ကမြေပေါ်တက်တာနဲ့သူ့ရောက်ကိုတန်းသွားခဲ့ပေမဲ့သူ့ရောက်ကတစားစီဖြတ်စီခံလိုက်ရပြီဖြစ်ပါတယ်။မိဘတွေကတော့ဆုံးသွားလို့ကောင်းမွန်စွာမြင်မြုပ်ပေးခဲ့ပြီးအကိုနဲ့ညီမလေးရဲ့အလောင်းကိုမတွေ့ရကြောင်းအသက်ရှင်နေလောက်ပါသေးရဲ့။သူတို့တွေရဲ့အစွမ်းကကဘာကိုသိမ်းနိုင်ပေမဲ့ပွဲတိုင်းအနိုင်ရဖို့ရန်သူအင်အားကိုအရင်သိအောင်စုံစမ်းပြီးမှစစ်ကြင်ညာမှာဖြစ်ပါတယ်။အဲဒါကြောင့်စုံစမ်းမှုအတွက်ရုပ်ဖြတ်လိုက်ပြီးအဖေနဲ့အမေကိုနှုတ်ဆက်ကထွက်လာခဲ့ပါတယ်။သူတို့သွားကျင်တဲ့နိုင်ငံကိုမြင်ရတော့လူတွေအာယုံဆိုင်မခံရအောင်မြို့နဲ့အနီးတစ်ဝိုက်နားမှာပဲဆင်းလိုက်ပြီးလမ်းလျှောက်လာပါတယ်။တောထဲမှာတော့လူပုတမတအုပ်ကလူနှစ်ယောက်ကိုတပြားတိုက်နေတော့ကိုရဲ့တန်ကြက်ကကြောင့်သူတို့ကပါသတိထားမိသွားပြီးတမတိုက်ပေမဲ့တမတွေပဲအတိခံလိုက်ရပါတယ်။အဲ့ဒါနဲ့ကားနဲ့လေသူတို့ရဲ့အသက်သခင်တွေကိုလှဲကြုံခေါ်လာခဲ့ပါတယ်။ဒါကတ်နိုင်ငံကိုလာတာဆိုတော့ဒန်ဂျင်နဲ့ဝင်မှုလာတယ်နမကြီးစွန့်စားသူတွေလာမေးတော့မှတ်ပုံတော်မတင်ရသေးတဲ့အကြောင်းပြပြလိုက်ပြီးကာနယ်ကပဲမြို့အကြောင်းနဲ့ဒန်ဂျင်ရဲ့ quality ကောင်းကြောင်းကိုပါရှင်းပြလိုက်ပါတယ်။လိုက်တို့ကတော့ဝင်ပေါင်းသားမှာဆင်းနေခဲ့ပြီးကာနယ်ကလည်းသူ့တဲကိုကံဖွင့်လာလို့ညအိမ်မဲ့အရှင်ကြရင်သူ့စီလာတဲဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဂိတ်တစ်ခုမှာလိုက်တို့ကစရင်သွားသွင်းလိုက်ပြီးကာနယ်စီမှာတဲခုကိုသွားပါတယ်။ကာနယ်စီရောက်တော့သူတို့ကအမြင့်ဆုံးအထက်မှာတလားလောက်နေမှာဖြစ်ကြောင်းနဲ့သူတို့တွေနေတော့မှအလုတ်တမအပါဝင်ဘသူမှသူတို့နားမလာဘူးပြောပြီးတဲကိုကအတွက်ရွှေတထုပ်ပေးလိုက်ပါတယ်။အခန်းထဲရောက်တော့စောင့်ကြည့်တာရောနားထောင်တာရောမော့အိုက်တန်ကြောင်းနဲ့ထိခိုက်တာမျိုးတော့မဖြစ်အောင်လုပ်လိုက်ပါတယ်။နဲမမှုကလည်းလိုက်အတွက်စိတ်ဘူးလို့လက်စားရှိတာကိုကိုယ်တိုင်မလုပ်ပဲကျောင်းတဲ့ထိုက်ကနေအေးစင်းနေပြီးအမိတ်ပင်ခိုင်းစီဖို့ပဲပြောတော့သူလက်စားရှိမဲ့လူတွေကိုလူ့ချင်တာလားဆိုပြီးအသေးအတန်ပတ်ဝဲနေလို့နဲမမှုလည်းပြန်တောင်းမှနေရပါတယ်။အဲ့လိုတင်းမှသွားတာကိုဂိုးကပဲပြန်ဖြေပေးလိုက်ပြီးလိုက်ကလည်းဆွမ်းနာကအပြုတ်မှုအတွက်နဲမမှုကိုပြန်တောင်းမှလိုက်ပါတယ်။နောက်နေ့မှာတော့တန်ကျင်နဲ့ဝင်မှုသွားတန်းစီနေတော့ဘဲနဲ့ပွေကကြားပြတ်ဝင်ပါတယ်။ဓားလွှတ်ထားတဲ့ကောင်ကတော်တော်လေးတတ်မှပုံရပြီးလိုက်ကလည်းကြားပြတ်ဝင်တဲ့ကောင်တွေကိုဖြတ်မဝင်မှုပြောတဲ့အခါဓားနဲ့ကောင်ကတီးမဲ့တကယ်ကြီးလုံးနေပေမဲ့နောက်တစ်ကောင်ကပြဿနာတတ်ရင်မကောင်းဘူးလို့ဝင်တားတာကြောင့်ပုံမှန်အတိုင်းတန်းစီလိုက်ရပါတယ်။အဲဒါကြောင့်လိုက်တို့ကတခြားလူတွေရဲ့သဘောကျတာခံရပြီးခလီတအုပ်နဲ့လည်းအတိအကျဖြစ်သွားပါတယ်။ဒန်ဂျင်ထဲမှာတော့ဆွမ်းနာကကောင်ကနရှိနိုင်ငံရဲ့အသက်အမဆုံးအဖြူကောင်စစ်တီအဖွဲ့ရဲ့အသက်ငယ်ဆုံးနဲ့ပါဝင်ခွင့်ရတဲ့ပါရမီရှင်ခိုင်တိုဖြစ်ပါတယ်။ပြီးတော့သူကသူရဲကောင်းဖြစ်တဲ့မာစတာသွေးကိုလည်းပိုင်ဆိုင်ထားပါတယ်။အခုတော့ငပြော့ကောင်တွေစီကနေစော်ကားခံရလို့အသေးတင်းနေပြီး level ကလည်း1500နဲ့တင်ရက်နေပါတယ်။အဲအားကြောင့် limit ကျော်နိုင်ဖို့ဒီတန်းကျင်နဲ့လာတာဖြစ်ပါတယ်။လိုက်တို့ကလည်း blue တွေကိုရှင်းလိုက်ပြီးအပေါ်ထက်ကိုတက်လာတဲ့လမ်းမှာတန်းစီလုံးကကောင်လေးတွေကိုတွေ့ပါတယ်။အဲကောင်လေးတွေကမင်းစာတအုပ်ကိုဖြည့်ရှင်းနိုင်လိုက်ပြီးမော်ကြောက်တုံးနဲ့စူဖို့နောက်လဲလိုက်တော့သူတို့တောင်တတိမထားမိလိုက်ပဲလိုက်တို့ရောက်နေရကြောင်းအံ့ဩသွားပါတယ်။အသက်မသေးပေမဲ့အကျော်သိစေတဲ့မွေကြိုက်တာခံရတော့မှမို့လိုက်ကလာကဲလိုက်တာဖြစ်ပြီးနောက်ဆိုအနောက်ကိုပါတတိထားဖို့ပြပြလိုက်ပါတယ်။မွန်စတာတွေတည်နေတဲ့ဒီနေရာမှာဒါအကျော်သိသွားရင်အသက်ပါအနေရရှိတာကြောင့်သူတို့ကိုကဲလိုက်တဲ့လိုက်ကိုကျေးဇူးတင်လိုက်ပါတယ်။အဲအချိန်မှာပဲမြေခွေးတအုပ်လိုက်ရသွားပြီးသူတို့ကိုတော့မတိုက်ခိုက်ပဲထွက်ပြေးသွားပါတယ်။ဘာလို့ဆိုအနောက်ကနေဓာတ်ခုတ်ကောင်ကြီးလိုက်နေရကြောင်းထွက်ပြေးလာတာဖြစ်ပြီးအဲကောင်ကိုလိုက်တို့ကရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ကောင်လေးတွေကဒီကောင်ကြီးကိုမနိုင်မဲတီးလို့ထွက်ပြေးကြဖို့ပြောပေမဲ့လိုက်တို့ကအေးဆေးပါဆိုပြီးတတရာပဲဖြည့်ရှင်လိုက်ပါတယ်။ကောင်လေးတွေကလည်းကျေးဇူးထက်တင်လိုက်ပြီးညဘက်အနေနဲ့များရမို့သူတို့နဲ့လိုက်အဖို့ခေါ်လိုက်ကသူ့ရဲ့ညီမကလည်းလိုက်ရဲ့မှော်ပညာအကြောင်းနားထောင်ကျင်နေရလို့ပြောပြလိုက်ပါတယ်။ကောင်မလေးကလိုက်အကောင့်ကြီးကိုချတော့ကသုံးခဲ့တဲ့မှော်ပညာတွေကြောင့်အထင်ကြီးအားကြနေတာဖြစ်ပါတယ်။မော်သုံးဖို့ဆိုမန်နန်နေရွေးရပြီးမော်ပညာမှာ class 3ခုရှိပါတယ်။တခြားမျိုးနွယ်တွေကတော့3ခုစလုံးကိုအလွယ်လေးသုံးနိုင်ပေမဲ့လူသားမျိုးနွယ်အတွက်ကြတော့တော်တော်လေးခက်ခဲပါတယ်။အဲ့ဒါကိုလိုက်ကမန်နန်အောင်မပါပဲသုံးပြလိုက်တာကြောင့်လူသားမဟုတ်တဲ့လီဂျန်လို့ထင်နေပါတယ်။ဒါပေမဲ့ကောင်မလေးကလည်းပါရမီရှိပြီးအမြင့်ဆုံးမှော်ကြောင်တက်ဖို့အကြံပေးခံထားရသူဖြစ်ပေမဲ့သူတို့မိဘတွေကယောဂတစ်ခုနဲ့ဆုံးသွားတာကြောင့်ကျောင်းကိုမသွားနိုင်လိုက်ပဲစာဝတ်နေရအတွက်အခုလိုတငယ်ချင်းတွေနဲ့စွန့်စားရေးတမလုပ်ပြီးဖြည့်ရှင်းနေရတာဖြစ်ပါတယ်။သူတို့ရဲ့ပန်းနိုင်ကတော့ဒန်ဂျင်နဲ့ငွေစုပြီးသူ့ညီမကိုမှော်ကြောင်ပြန်ထားနိုင်မှုဖြစ်ပါတယ်။အဲ့ဒါကြောင့်လိုက်လေအားပေးစကားပြောပေးလိုက်ပါတယ်။လိုက်တို့အကြောင်းမေးတော့လိုက်ကမီးလောင်တန်ရာရထားလို့အဲ့အတွက်ဆေးလိုက်ရှာနေကြောင်းဇလန်တစ်ခုလုပ်ပြီးရောအောင်လင်းပြောထားလိုက်ပါတယ်။တစ်ဖက်မှာတော့ခိုင်တိုတို့ကစမ်းသပ်မှုတစ်ခုအတွက်အမဲလိုက်နေတာဖြစ်ပြီးလူသားတွေကိုလည်းပြစ်မှတ်ထားလာတော့မှာဖြစ်ပါတယ်။လိုက်တို့ဓာတ်ကုတ်ကောင်ကြီးကိုတက်လိုက်တဲ့သတင်းကနာမည်ကြီးနေပြီးလူနှစ်ယောက်ကလည်းသူတို့လူသားမျိုးနွယ်တွေကတခြားမျိုးနွယ်နဲ့တန်းတူလုံနိုင်ကြောင်းသက်သေပြပေးဖို့တောင်းဆိုသွားပါတယ်။တခြားမျိုးနွယ်တွေကတော့လိုက်တို့ညာနေရပဲထင်နေပါတယ်။လိုက်တို့လည်းဒန်ဂျီရဲ့ငါးဓာတ်ကိုသွားနေတော့ကောင်လေးတွေနဲ့ထပ်တွေ့ပြီးမီယာကလိုက်ရဲ့မီးလောင်တန်ရာအတွက်ဆေးတစ်ခုပေးလိုက်တာကြောင့်လိုက်ကလည်း SSR ဆူတောင်းကျိုးတစ်ခုပြန်ပေးလိုက်ပါတယ်။ဒီလိုနဲ့ငါးဓာတ်ကိုရောက်တော့လိုက်ကနန်းတော့ကိုပြန်လာလိုက်ကဆာရှာကိုလက်စားရှိမဲ့ပလန်နေဆွဲနေပြီးဘလူမျော်လင်းချက်မဲ့တဲ့မျက်နှာပြမယ်ဆိုတာရင်ကုန်နေပါတယ်။စူဗလန်တို့ကလည်းလိုက်တို့ဓာတ်ကုတ်ကောင်ကြီးကိုတက်လိုက်တဲ့အကြောင်းပြောနေပြီးတရင်ကအမှန်သာဆိုတခြားမျိုးတွေကလူသားတွေကိုခွဲခြားဆက်ဆံတာကိုတခုခုလုပ်စေချင်နေပါတယ်။တေးပေါက်ချင်လာလို့သွားပြီးပြန်လာစူဗလန်ရဲ့အဖွဲကလူတွေအကုန်လုံးခိုင်တိုတက်တာခံရပါတယ်။အဲအားကြောင့်သူ့တငယ်ချင်းတွေကိုတတ်တဲ့အပြစ်ကိုပြန်ပေးဆက်ကိုင်မှုထွက်ပြေးသွားပြီးအဖွဲအစည်းကိုပြန်သွားတိုင်ပေမဲ့အဖမ်းခံရပါတယ်။ခိုင်တိုတို့ကစမ်းသပ်မှုအတွက်လူသားတွေကိုအရှင်လိုက်ဖမ်းနေတာဖြစ်ပြီးအခုလူသားနဲ့စမ်းသပ်တာမအောင်မြင်နောက်ထပ်လူသားတွေကိုထပ်ဖမ်းအောင်မှာဖြစ်ပါတယ်။